ပြန်ကြတော့လေမလို့ကတယောက်တစ်စီးလာမှမဟုတ်ပဲတစ်စီးတည်းလာတဲ့အောင်ဘာကြီးဆိုင်ပြန်တော့ဒီဆိုင်ကမြင်းဆိုင်ကလည်းထည့်နေဦးမယ်ဒီဆိုင်ကလည်းလာမဟုတ်ပါဘူးဒါတော့ကျွန်တော်ဆိုင်ကပါဟိုတစ်စီးတည်းနဲ့လာတာပါဒီမှာပါဟိုပုံစံဒီပုံစံနဲ့ဟိုအလုံးလို့ဒါမလို့ဒါလုံးလို့ထားလုံးနေပါတယ်ဒီပြင်းနဲ့အလားအရန်ပြင်လာပါတယ်နောက်ထပ်ဘဲအစ်အတွက်ဒါကကျွန်တော်ရဲ့ဇနီးလေးပါနောက်လူလက်ထဲမှာလည်းလာနေပါတယ်လာပါတယ်ဖောက်ပြန်လာလဲမေတူသမီးဆိုတော့ပြောလို့ပါတယ်မင်းနဲ့အိမ်တော်ကြသွားရင်နောက်ထပ်ဖောက်ပြန်သွားမှာပဲအဲ့ဒါတော့ငါအမခံနေမင်းနဲ့ဘယ်ကောင်နဲ့ကြဒါဗီဇပါလာလို့စီတူလင်းငါတိခေါ်လာမစော်ကားနဲ့တော့စီတူဟုတ်ပါတယ်ငါစော်ကားနေဆိုတော့ဆိုင်ထားတယ်တော့ပြန်ကြတော့လေငါတို့ပြန်တော့ဆိုင်ကလေးနဲ့ပြန်တော့ငါရိုက်ရှင်လုံးကိုထပ်ပြီးတော့ကင်ထားတာငါဒီဗီဒီယိုအဲ့ဒီမဖြစ်ဘူးအစအဆုံးတင်ပေးမှာတော့ကျွန်တော်အတစ်ဖြတ်ရထင်းနေလို့ဆိုလို့ဒီပုံစံလေးကဒါနေပြီးတော့ကဟိုတယ်တစ်ခုကပြန်လာတဲ့အနေထားပါတော့ပြောပါလိမ့်မယ်ပြန်လိုက်ညာပြန်လိုက်နဲ့နေပြီးတော့ဟိုတယ်သွားပြောဘုကင်မှာသွားကြည့်သူတို့နာမည်ရှိပါသေးတယ်ဒီပုံလေးပါ